လီဗာပူးကိုကန်ဆာတာဖေးမှနေတာမဟုတ်ဘူးဒါဝင်နူးနက်စ်ဖေးမှနေတာအားလုံးကပြောကြတာကလီဗာပူးအသင်းဟာပရီးမီးယားလိဂ်မှာရောချန်ပီယံလိဂ်မှာပါကန်ကောင်းနေတဲ့အသင်းဆိုပြီးတော့ပါကန်ဆာတာဖေးမှနေတဲ့အတွက်လီဗာပူးအသင်းဟာရလက်တွေကောင်းနေခဲ့တာဆိုပြီးတချို့တွေရဲ့တီတိုတန်တွေကိုကြားနေခဲ့ရပါတယ်တကယ်လေလီဗာပူးအသင်းဟာအဲ့ဒီလိုမျိုးလားဆိုပြီးမေးစရာရှိခဲ့ပေမယ့်တကယ်မှာတော့လီဗာပူးအသင်းဟာကန်ဆာတာဖေးမှနေတာမဟုတ်ပဲသူတို့အတွက်ဒါဝင်နူးနက်စ်ကဖေးမှနေခဲ့တာကိုပြီးခဲ့တဲ့ညကကစားခဲ့တဲ့သူတို့စီးနေတဲ့ပွဲမှာမြင်တွေ့ခဲ့ရပါတယ်တကယ်တော့ဒါဝင်နူးနက်စ်ဟာပရိသတ်ချစ်တို့ကစားသမားတစ်ယောက်တော့မဟုတ်ပါဘူးသူဟာချစ်ခံရတဲ့အချိန်ထိအပြစ်ခံရတဲ့အချိန်ကပုံများသလိုအစဲခံရတဲ့အချိန်ကလည်းသွင်းကိုတွေထပ်ပို့ပြီးတော့များနေခဲ့ပါတယ်အဲဒီလောက်ဒီပရိသတ်ရဲ့ချစ်ချင်းမြတ်တာတွေကိုပိုင်ဆိုင်ထားသူဖြစ်ပြီးအထင်ရှားဆုံးအကြောင်းအရာကိုပြောရမယ်ဆိုရင်အက်စတန်ဗီလာအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဒါဝင်နူးနက်စ်ကြောင့်အပိုင်ရရှိတဲ့အခွင့်အရေးကိုလွှဲချော်ခဲ့တဲ့အတွက်အသင်းပရိသတ်တွေပြင်နီးပြဖြစ်သူအာနယ်စလော့ကိုယ်တိုင်ဝေဖန်ခြင်းခံနေရပါတယ်။ဒါပေမဲ့လည်းသူဟာ PSG နဲ့ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာသူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့ပြီးခဲ့တဲ့ညကကစားခဲ့တဲ့ပွဲစဉ်မှာလည်းအရေးပါသူတစ်ယောက်ဖြစ်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။လီဗာပူးအသင်းအတွက်တော့သူတို့အသင်းတွေကိုအနိုင်ရခဲ့တယ်ဆိုပေမဲ့သူတို့တွေကလွယ်ကူတဲ့နိုင်ပွဲတစ်ပွဲကိုရရှိခဲ့တာမဟုတ်ပါဘူး။ဒန်ဆင်ရောက်ဖို့တေချာသလောက်ရှိနေချိန်မှာဆောက်တန်တန်ဟာမတူးဆက်ခင်ပြီးအန်ဖီမှာစိတ်တက်ပြင်းပြင်းနဲ့ခံကစားခဲ့တာကြောင့်လီဗာပူးတို့ပထမပိုင်းမှာတော်တော်လေးရုန်းကန်ခဲ့ရပါတယ်။အသက်19နှစ်အရွယ်လူငယ်ကျပွင့်ဒီပလင်းကလည်းလီဗာပူးခံစစ်ကိုလှုပ်ရှုပ်စေပြီးပထမပိုင်းမှာပြန်ဘက်ကိုအောင်မြင်ခဲ့တဲ့တယောက်ချင်းကျော်ဖြတ်နိုင်မှု၄ချိန်ထိလုပ်ပြခဲ့ပါတယ်။ပထမပိုင်းပြီးခဲ့ဒီမှာအလက်ဆန်နဲ့ဗန်ဒက်တို့ရဲ့ကြာတော်အမားကနေစမောပုံကအဖွင့်ကိုသွင်းခဲ့တာကြောင့်အန်ဖီမှာဆောက်တန်တက်တို့မထင်မှတ်ဖဲနဲ့ဦးဆောင်ခွင့်ရခဲ့ပါတယ်။အဲ့ဒီအချိန်မှာတချို့သောပရိသတ်တွေဟာခေါင်းထောင်ပြီးကြည်လာခဲ့တာကိုမြင်တွေ့ခဲ့ရသလိုကြိတ်ပြီးတော့လည်းပြောနေခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အဆင့်1နဲ့အဆင့်20အသင်းတို့40ချိန်မြောက်စုံတွေ့တဲ့ပွဲမှာအဆင့်20ကအသင်းတွေ၄ပွဲသာအနိုင်ရခဲ့ပြီးအခုဆောက်တန်တက်က9ပွဲမြောက်ဖြစ်တဲ့အနိုင်ရဖို့နှီးစက်ခဲ့တဲ့အနေအထားဖြစ်ခဲ့ပါတယ်။ပွဲပဲခံထားရလို့ခုပွဲကိုကင်တွယ်ခွင့်မရခဲ့တဲ့အနေပွဲပဲခံထားရလို့အခုပွဲကိုကင်တွယ်ခွင့်မရခဲ့တဲ့အာနယ်စလော့ကလည်းပွဲကြည့်စဉ်မှာမျက်စိပြက်မျက်နှာပြက်နဲ့ဖြစ်ခဲ့ရတဲ့အထိပါပဲ။ဒါပေမဲ့လည်းဒုတိယပိုင်း3မိနစ်တွင်မှာပွဲကအံ့အားသင့်စရာကောင်းအောင်ပဲအလဲပြောင်းနေမြန်မြန်ဆန်ဆန်ဖြစ်ခဲ့ပါတယ်။57မိနစ်မှာလူဝစ်ဒီယက်စ်ရဲ့ဖျက်တင်ပေါ်ကနေဒါဝင်နူးနက်စ်ကအနီးကပ်ပိတ်သွင်းပြီးတော့ပြန်ပွဲဆောင်10ပွဲဆက်ဂိုးပေါက်ပြောင်းနေတဲ့မှတ်တမ်းဆိုးကိုအဆုံးသတ်ခဲ့ပါတယ်။နောက်ပြီးတော့ဆက်တိုက်ဆိုသလို54မိနစ်မှာနူးနက်စ်ကြောင့်ရတဲ့ပန်နယ်တီကိုအီဂျီသားကြီးကဒုတိယဂိုးပြင်းနဲ့သွင်းယူခဲ့ပါတယ်။ဦးဆောင်ကိုပြန်ပေးလိုက်ရချိန်မှာဆောက်တန်တန်တို့ကစားအာရုံစိတ်တက်ပါကျဆင်းသွားပြီးတော့88မိနစ်မှာနောက်တစ်ချိန်ပန်နယ်တီထည့်ရခဲ့ပြီးအဆိုပါဂိုးကိုလေဆာလာကပဲတတိယဂိုးပြင်းနဲ့ပြောင်းလဲကအနိုင်သေးချသွားစေခဲ့တာပါ။ဒီယာဒီမှာဆာလာရဲ့သွင်းဂိုးပေါင်ဝင်ပတ်သက်မှုက44ဂိုးတိရှိလာပြီဖြစ်လို့ပရီးမီးယားလိဂ်မှာ38ပွဲစတင်ကစားချိန်ကစလို့ဟာလန်ရဲ့2023-24နဲ့အော်နရီရဲ့2002-2003ကတရားတီတွင်သွင်းဂိုးပေါင်ဝင်ပတ်သက်မှုအများဆုံးစံချိန်ကိုအမိလိုက်နိုင်ခဲ့ပါတယ်။ဒါပြင်ဆာလာဟာနေမကျော်တိုက်စစ်မှုဆွာရက်စ်ရဲ့2023-24ကရယူခဲ့တဲ့43ဂိုးကိုကျော်ဖြတ်ခဲ့ပြီးလီဗာပူးအသင်းရဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာတရားတီတွင်သွင်းဂိုးပေါင်ဝင်ပတ်သက်မှုအများဆုံးကစားသမားဖြစ်စံချိန်တင်နိုင်ခဲ့တယ်လို့သူ့ရဲ့ကစားသမားဘဝမှာအကောင်းဆုံးဆွမ်းဆောင်ရည်မှတ်တမ်းကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။အခုနိုင်ပွဲကြောင့်လီဗာပူးအသင်းဟာအာဆင်နယ်ကို16မှတ်ထိဖျက်ထားနိုင်ပြီးမန်ချက်စတာယူနိုက်တက်နဲ့ပေါ်မှာအာဆင်နယ်ချေချုံမယ်ဆိုရင်တော့ပရီးမီးယားလိဂ်ချန်ပီယံဆုတဲ့ပြိုင်ဆိုင်မှုကအဆုံးသတ်သွားခဲ့မှာဖြစ်ပါတယ်။